လန်းစာမှာတော့အသက်ရှူရခက်ခဲနေတဲ့မရီဆိုတဲ့ကောက်မလေးကိုဆယ်ရာနဲ့ထမယဖခင်ထွန်တို့ကဆေးရုံကိုအသေးအတန်ပို့ဆောင်နေကြတာကိုတွေ့ရပါတယ်။မရီအသက်ရှူရသွားတဲ့အခါဆယ်ရာတဲ့အောင်ထိတ်လန့်တုန်လှုပ်ပြီးကားကိုမြဲမြဲမောင်းဖို့ထမအဖေကိုအော်ဟစ်တောင်းဆိုနေခဲ့တယ်။ဆေးရုံရောက်တော့အဖေဖြစ်သူထွန်ကဆယ်ရာကိုဘာမှမဖြိုဘဲငြိမ်နေဖို့တတိပေးလိုက်ပါတယ်။ဆေးရုံမှာဆရာဝန်တွေကမရီကိုအသေးအတန်ကဲတင်နေပေမဲ့နှလုံးခုန်လုံးပြဆက်မှာတော့မင်းဖရောင်ကြီးပဲပြနေပါတော့တယ်။ဒီနေရာမှာဇလန်းကလွန်ခဲ့တဲ့နှစ်ပေါင်း20စီကိုပြန်သွားပါတယ်။အဲ့ဒီတုန်းကတော့ဆယ်ရာတို့မိသားစုဟာပျော်စရာကောင်းတဲ့မိသားစုလေးတစ်ခုပေါ့။ဒါပေမဲ့အဖေဖြစ်သူဒေါန်ကတော့အရန်ကိုချုပ်ချယ်တတ်သူပါ။တညမှာတော့ဆယ်ရာကသူမရဲ့ချစ်သူခရစ်နဲ့အတူပါတီသွားဖို့ခိုးထွက်ခဲ့ပါတယ်။ဒါကိုထိသွားတဲ့ဒေါန်ကဆယ်ရာကိုမိသားစုရဲ့ပြဿနာလို့သတ်မှတ်လိုက်ပါတယ်။ဆယ်ရာကတော့အသက်80နှစ်ပြည့်တာနဲ့ဒီအိမ်ကနေထွက်သွားမယ်လို့ဆုံးဖြတ်ထားသူပါ။ဒါကိုတိသွားတဲ့ဒေါန်ကသူမကိုအဝေးကိုအရောက်မခံပဲသူ့ရဲ့အောက်လန်းကစာအုပ်စင်နောက်ကလျှို့ဝှက်အခန်းထဲမှာပိတ်လောင်ဖို့စီစဉ်ပါတော့တယ်။ဒီနေ့မှာဒေါန်ကဆယ်ရာကိုအကူအညီတောင်းတယ်လို့နဲ့မြေအောက်ခန်းထဲခေါ်သွားပြီးအဲ့ဒီလျှို့ဝှက်အခန်းထဲမှာပိတ်လောင်လိုက်ပါတော့တယ်။အဲ့ဒီအခန်းကအတန်လုံးတဲ့အတွက်သူမဘယ်လောက်ပဲအော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှမကြားနိုင်ခဲ့ပါဘူး။ဒေါန်ကဆယ်ရာကိုရရက်ဆက်ဆက်ပြောဟဲတာကတော့ဒီနေ့ကစပြီးအသက်ရှူကိုလေကအစအရာအားလုံးကိုမင်းစူးစမ်းပြီးရယူရမယ်တဲ့။ပြီးတော့သူမကိုအဓမ္မပြုကျင့်ခဲ့ပါတယ်။ဆယ်ရာပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီးရဲတွေရောက်လာပေမဲ့ဒေါန်ကသူမချစ်သူနဲ့ခိုးပြေးသွားတာလို့လိမ်ညာခဲ့ပါတယ်။မြေရောက်ခန်းထဲမှာပိတ်လောင်ခံထားတဲ့ဆယ်ရာဟာကိုဝင်ရလာပြီးသမီးလေးမရီကိုမွေးဖွားခဲ့ပါတယ်။၄နှစ်အကြာမှာနောက်ထပ်ကိုဝင်ကဲ့ရပြန်တယ်။ဒေါန်ဟာအပေါ်ထက်မှာဇနီးလေနဲ့သမီးကြီးအေမီတို့နဲ့လူကောင်းတစ်ယောက်လိုနေထိုင်ပြီးမြေအောက်ခန်းထဲမှာတော့ဆယ်ရာနဲ့ကလေးတွေကိုပိတ်လောင်ထားတဲ့နှစ်ဘဝကိုပိုင်းဆိုင်ထားတာပါ။အချိန်တွေကြာလာတာနဲ့အမျှဆယ်ရာမှာမိုက်ကယ်နဲ့ထောမတ်ဆိုတဲ့သားလေးနှစ်ယောက်ထပ်ရခဲ့ပါတယ်။ဆယ်ရာနာတတိယမြောက်ကလေးထောမတ်ကိုတော့အပေါ်ထက်မှာလူလားမြောက်စေချင်လို့ဒေါန်ကိုအကျိုးအကြောင်းပြောပြီးအပေါ်ထက်ကိုပို့ခိုက်ပါတယ်။ဒေါန်ကကလေးကိုအိမ်ရှိဝရန်တာမှာချထားပြီးဆယ်ရာရေးတယ်လို့မျိုးနဲ့ဒါဟာငါကလေးပါအမိပဲစောင့်ရှောက်ပေးပါဆိုတဲ့စာတို့လေးထည့်ထားခဲ့ပါတယ်။ဆယ်ရာဟာမြေအောက်ခန်းထဲမှာ14နှစ်တိုင်ပိတ်လောင်ခန်းထားရတာဖြစ်ပြီးသမီးဖြစ်သူမရီဟာလည်းအရွယ်ရောက်လာပါပြီ။ဒေါန်ကမရီအပေါ်စိတ်ဝင်စားကြရှိလာတာကိုမြင်တော့ဆယ်ရာကတားဆီးခဲ့ပါတယ်။အဲ့ဒီအတွက်ဒေါန်ကလေဝင်လေထွက်စနစ်ကိုပိတ်ဖြစ်ပြီးဒဏ်ခတ်ခဲ့ပါတယ်။အသက်ရှူကျက်နေတဲ့မရီကိုကြည့်ပြီးဆယ်ရာတယောက်သူမတို့ဘဝအမှန်ကိုကလေးတွေကိုဖွင့်ပြောလိုက်ပါတော့တယ်။ဒေါန်ဟာမင်းတို့ရဲ့အဖေရောအဖိုးရောချစ်တယ်ဆိုတဲ့အမှန်တရားကိုသိလိုက်ရတဲ့မရီဟာရှော့ကရပြီးပန်းနာရမ်းချက်ယောဂထားခောက်ပါတော့တယ်။နောက်ပိုင်းမှာဒေါန်ကအလုတ်ပြုတ်ပြီးအကျွေးတွေတင်လာတဲ့အခါမြေအောက်ခန်းထဲကမိသားစုကိုကားအိတ်ဆောင်ငွေတွေတတ်ဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ထောမတ်ကမတော်စားရောက်လာလို့သာအတက်ပေးကလွတ်ထေတာပါ။ဒါပေမဲ့မရီရဲ့အခြေအနေကတဖြည်းဖြည်းဆိုးရွားလာတဲ့အတွက်ဆယ်ရာကသူမဘာမှမပြောဘူးလို့ကတိပေးပြီးမရီကိုဆေးရုံပို့ဖို့တောင်းဆိုခဲ့ပါတယ်။ဒါဟာဇလန်အစကဆေးရုံပြကွက်ကိုပြန်ရောက်လာတာပါ။ဆေးရုံမှာဆယ်ရာကအခွင့်အရေးကိုဆောင်ပြီးနှူအများစီမှအကူအညီတောင်းနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲတွေကဒေါန်ကိုဖမ်းဆီးနိုင်ခဲ့ပြီးမြေရောက်ခန်းထဲကမိုက်ကယ်ကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။ဇလန်အစုံမှာတော့လွတ်လပ်မှုနဲ့အလင်းရောင်ကိုပြန်ရလာတဲ့ဆယ်ရာတို့သားအမိတွေဟာအေးချမ်းတဲ့ဘဝတစ်ကိုစတင်နိုင်ခဲ့ပါတယ်။သူမရဲ့ချစ်သူခင်ခရစ်ကလည်းစိုက်ကယ်လေးနဲ့ရောက်လာပြီးလွန်ခဲ့တဲ့နှစ်ပေါင်း20ကပေးဖို့ရည်ရွယ်ထားတဲ့စိုက်ကယ်ဦးမုတ်ကိုလက်ဆောင်ပေးရင်းသူတို့နှစ်အောက်ကြာမြင့်စွာစောင့်ဆိုင်ခဲ့ရတဲ့ခရီးစဉ်လေးကိုအကျိုးတူထွက်ခွာသွားကြပါတော့တယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap လေးတွေထပ်ကြည့်ခြင်းတော့ subscribe လုပ်ထားဖို့မမေ့နေအောင်နော်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်